၄ငုတ် CDI ကနေ၅ငုတ် CDI ပြန်ချိန်နည်းလေးကိုကျွန်တော်တင်ပေးလိုက်ပါတယ်ခင်ဗျာ၅ငုတ် CDI ပြန်ချိန်မယ်ဆိုရင်ကျိုးနဲ့ကျိုးကိုကျွန်တော်ပြန်လဲတက်ဆင်ရမှာဖြစ်ပါတယ်အရင်ကအမဲကျိုးဖြစ်တဲ့တော့ဖွင့်မီကျိုးဝင်တဲ့နေရာကိုအခုကတော့မီထုတ်ကျိုးဖြစ်တဲ့နီနဲ့ကျိုးနဲ့ပြန်တွဲရမှာဖြစ်ပါတယ်နောက်တစ်ကျိုးကတော့တော့ကျိုးဖြစ်ပါတယ်မဲဖြူကျိုးဖြစ်ပါတယ်မဲဖြူကျိုးကိုပြန်လဲတက်ဆင်ရမှာဖြစ်ပါတယ်မဲဖြူကျိုးမတက်ဘူးဆိုရင်တော့ပိတ်ရင်ဆက်ကရက်မှာမဟုတ်ပါဘူးခင်ဗျာတော့ကျိုးက CDI socket ရဲ့အလေကျိုးဖြစ်ပါတယ်ခင်ဗျာဒီဘိတ်လေးက original ၄ငုတ် CDI ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကျိုးတွေပြန်တွဲနေရတာပဲဖြစ်ပါတယ်တော့ကျိုးက၄ပင်ပါတာဖြစ်ပါတယ်ခင်ဗျာတော့မှာပါတဲ့ ground ကျိုးတော့နီးစက်ရအစိမ့်တစ်ပင်နဲ့တွဲလိုက်လို့ပြပါတယ်ခင်ဗျာဒါဆိုရင်တော့၄ငုတ် CDI ကနေ၅ငုတ် CDI ကိုပြန်လဲချိန်လို့ပြီးပါပြီခင်ဗျာကိုထွေးဆိုင်ကယ်ပြုပြင်ရေးကြောင်းမဲရပါညီကိုတို့အားလုံးလည်းအဆင်ပြေကြပါစေခင်ဗျာ